အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့ကတော့ကျွန်တော်ရင်နာသုံးပါးကျေးဇူးဆိုတဲ့စာအုပ်ထဲကနေပြီးတော့နောက်ထပ်စာပိုင်လေးတစ်ခုကိုဖတ်ပြပေးမှာဖြစ်ပါတယ်ခေါင်းစဉ်လေးကတော့ပင်လယ်တွင်းမှာတရဏဂုံရှင်ဆိုတဲ့ခေါင်းစဉ်လေးဖြစ်ပါတယ်တီလာရှင်ဆရာမကြီးတော်မှာလားသမီးများမြေးများရွာမှာပြန်လာပြီးနောက်တရက်အကြာတော်တဲ့လားပြည့်ကျော်2ရက်နေ့ဖြစ်ပါတယ်မစိန်ညုံကလေးသည်အသက်17နှစ်မြလာရှိသေးတော့လေအကြီးဆုံးသမီးဖြစ်ပြီးတော့မိခင်ရဲ့အကူရခြင်းခံရတဲ့သူတစ်ယောက်ဖြစ်ပါတယ်အိမ်မူကိစ္စတွေမှာဝိုင်းဝန်းလှုပ်ဖော်ရပါတယ်အိမ်မှာလူကြီးတစ်ယောက်လိုအကူရသောသမီးလေးတစ်ယောက်ဖြစ်လာပါတယ်ယခုအခါပင်လယ်ပြင်ကိုဖြတ်ကမန်အောင်ကျွန်းတို့အဖော်များနဲ့တူလိုက်ပါ၍လူကြီးတစ်ယောက်မှာဈေးဝယ်ရမင်းထွက်လာခဲ့ပါတယ်အောင်လာပြင်ဂရိုးစိတ်မှမန်အောင်အထိမိုင်30ဝေးกว่า၍ဂရိုးစိတ်နှင့်ကြောက်ချောင်းကုန်းပေါင်ရွာကလေးသည်3မိုင်မြောက်ဝေးသေး၏အောင်လာပြင်ဂရိုးစိတ်သည်ရံပြဲကျွန်း၌တည်ရှိပါတယ်ကဲကလေးမတို့လေမိုးလေးသာတော့သွားကြရအောင်ဗလာတော့ကဂရိုးသမားကြီးဦးချက်စုကနှုတ်ဆော်၏မန်အောင်တွင်တညအိပ်၍ဈေးဝယ်ပြီးနောက်လေစိတ်တို့ဆင်းလာသောမစိန်ညုံကလေးနှင့်သူနှင့်အရွယ်တူအကြည်မေတို့နှစ်ယောက်ကိုမြင်၍ဦးချက်စုကပြောလိုက်ခြင်းဖြစ်ပါတယ်မစိန်ညုံကလေးတို့နှစ်ဦးမှာချိန်ထားသည့်အတိုင်းအတူလာသူဒေါခိုင်ဖြူအားဂရိုးသိတ်သို့ဆင်းပြီးစောင့်ဆိုင်နေကြခြင်းဖြစ်ပါတယ်ခဏအကြာဒေါခိုင်ဖြူပေါ်ပေါက်လာပါတယ်ကဲကိုချက်စုနဲ့ကိုအေးမိုင်းတို့ရေကျမဈေးဝယ်စရာမပြတ်သေးဘူးမဆောင်နဲ့တော့မနှက်ဖြံမပဲပြန်လိုက်တော့မယ်ဂရိုးသမားကြီးနှစ်ဦးတို့ကိုတောင်းပန်ပြီးတော့ပြောလိုက်ပါတယ်ကဲသမီးတို့ကပြန်လိုက်ချင်ပြီလားနေကြအောင်မလားဟုတ်မီဟာအိမ်ကမျောနေတော့မယ်တော်ရေကျမတို့ပြန်နေတော့မယ်ဟုမစိန်ညုံကလေးတို့နှစ်ဦးကအဖြေပေးကြပါတယ်သွားလာနေကြခီးဖြည်းဖြည်းလည်းမဆန်းကြတော့ပေမိုးသားတိမ်လေးကင်းစင်၍ရာသီဥတုကောင်းမွန်နေ၏လိုင်းနေတို့သည်လည်းညီသက်လာ၏ဘင်းစားကရိုသမားကြီးနှစ်ဦးဖြစ်ကြသောဦးရမိုင်းနဲ့ဦးချက်စုတို့လည်းမင်းကလေးနှစ်ယောက်နဲ့အတူဈေးတောင်များဒေါခိုင်ဖြူကိုရင်ချုပ်ကိုပါတင်ဆောင်၍ခီးစတင်ထွက်လာကြပါတော့တယ်တဖြည်းဖြည်းနဲ့လော်ခတ်လာကြရာ3မိုင်ခန့်အကွာတွင်မမျော်လင့်မရာသီဥတုကဖောက်ပြန်လာပါတယ်နိုင်ရဝက်ခန့်တွင်လေသည်ပြင်းသည်ထက်ပြင်းထန်လာလေသည်ကောင်းကင်တစ်ပြင်လုံးမိုးသားတိမ်လေးများလွှမ်းဖုံးလာတော့သည်ပင်လယ်ပြင်တစ်ပြင်လုံးလိုင်းလုံးကြီးများအိမ်ငယ်တမျှလိမ့်၍တက်ကြွလာတော့သည်ဂရိုသမားကြီးနှစ်ဦးတို့မှာရေကြောလေကြောသဘောကိုအကဲခတ်ရင်နင်းမြုံမသွားအောင်မနဲ့တတိထားနေကြသည်ဖိုးဖိုးတို့ရေသမီးတို့မကယ်နိုင်ကြတော့ဘူးလားကျမတို့သေးရပါတော့မယ်ကလေးမနှစ်ယောက်လုံးငေးတံပါအောင်အော်ပြောရင်ငိုကြွေးကြလေကုန်၏လေပြင်းမုန်တိုင်းနဲ့အတူမိုးသီးမိုးပေါက်များသွန်းချလာ၏ပင်လယ်ပြင်တစ်ပြင်လုံးပိတ်မောင်သွား၏ရေမကူးရသောကလေးမနှစ်ယောက်လုံးလှေနံကိုအားကုန်ဖက်၍မိုးနေကြလေသည်မကြောက်ပါနဲ့ကလေးတို့ရဲ့ဖိုးဖိုးတို့ရှိပါတယ်တော်ကြလှိုင်းလွန်ငြိမ်သွားမှာပါဘိန်းစားကြီးနှစ်ဦးသည်အားပေးသောအတန်များ၌ပင်စိုးရင်ကြေကွဲသောအတန်များဝင်နေ၏ဘိန်းကျုပ်ကလေးကိုဖွင့်ပြီးတယောက်တစ်လုံးသည်မျိုးချကြ၏သူတို့မျက်နှာလည်းပြက်နေကြသည်ဇောကျွေးတွေပင်ပြက်နေကြလေသည်လေမာမောက်လို့ဖြစ်သွားသည်ကလေးမများကိုပင်ဆက်၍နှစ်သိမ့်စကားမပြောနိုင်ကြတော့ပြီဂရိုသမားကြီးနှစ်ဦးတို့သည်ကြောက်တူးများတဆက်ဆက်တုံးနေကြသည်ချွေးများပြန်ကအရှိအနောက်မွေခွဲနိုင်တော့ပဲလေမမြုပ်သွားအောင်ကြုံခင်ပိတ်ထိန်နေကြလေတော့သည်လေသည်ပို၍တိုးလာသည်မိုးသည်တာ၍ရွာသွန်းနေသည်လေသည်ပို၍လူ၍နေတော့သည်ဘင်းစားကြီးနှစ်ယောက်တို့မှာအင်ဒီမစင်နိုင်တော့ပဲအဖေတကအမေတကကြောင်ကရန်ငိုကြွေးနေကြသည့်အခါမစိန်ညုံကလေးသည်အာအသင်သွား၏လူကြီးနှစ်ယောက်ဟာအားကိုးရာဟုထင်စားအားကိုး၍မြနိုင်တော့ကြောင်းသဘောပေါက်သွားတော့သည်အဖွားသီလရှင်ကြီးထံ6နှစ်သမီးအရွယ်ကပင်သင်ယူခဲ့သောဗုဒ္ဓံတရဏံကိစ္ဆာမိနှင့်မကြာမီသင်ကြားခဲ့သောရေနာသုံးပါးဂုဏ်ကျေးဇူးတို့ကိုနောက်ဆုံးအားကိုးရာအဖြစ်သတိရလာရတော့သည်ဖျားကဲတော်မူပါတရားကဲတော်မူပါတန်ခါကဲတော်မူပါဟု၍ဗုဒ္ဓံတရဏံကိစ္ဆာမိဓမ္မံတရဏံကိစ္ဆာမိတန်ခါတရဏံကိစ္ဆာမိလို့ရွတ်ဆိုမိနေတော့သည်မတ်စိန်ညုံကလေးတရဏဂုံသုံးပါးသတိရ၍ရွတ်ဆိုပြီးမကြာမီပင်တောင်လောင်ကြီးသောလိုင်းလုံးကြီးအောက်တွင်လေသည်နှိမ့်မြုပ်၍သွားတော့သည်မျက်စိကိုစုံမိပြီးဖျားကိုအောင်ပြုကယွံမြဲယွံနေသည်လေနစ်သွားသည်ကိုပင်မသိတော့ပဲသတိမထားမိနိုင်တော့ချေသူမျက်စိထဲတွင်ဖျားရှင်ကိုသာမြင်နေ၏ပါဇက်ကလည်းတွင်ရွတ်ဆိုနေလေတော့သည်မိုးမောင်ကြီးကြနေ၍တအူးနဲ့တူလည်းမမြင်ရနိုင်တော့ချေလေလိုင်းတန်ကြောင့်ကင်ထားသောလေနံနှစ်ဖက်လွတ်ထွက်သွားပြီးရေထဲတွင်လိုက်တဲ့ပေါ်လောမျောနေကြောင်းသတိထားမိသောအခါငါမှရေနာသုံးပါးမှတပါအားကိုးတရားမရှိတော့ဘူးငါမသိနိုင်ဘူးယုံကြည်စိတ်ဝင်လာသည်ထိုအခါကြောက်စိတ်ပင်ပြေးသွားတော့သည်ပင်လယ်ပြင်၌လုံးလုံးလျားလျားမျောနေသည်ဟုတိတိနဲ့တပြိုင်နက်မျက်စိထဲတွင်ဖျားကိုသာအာယုံဆိုင်၍နေတော့သည်
မျက်စိကိုမဖွင့်တော့ပါဇက်ကလည်းရွတ်စွန်နိုင်သည့်အခါဗုဒ္ဓံတရဏံကိစ္ဆာမိဟုရွတ်စွန်နေလေတော့သည်6 နာရီလုံးပင်ပင်လယ်၌မျောနေခဲ့၏ကျန်ဖို့သုံးမှာအော်ရင်ဟီရင်နှင့်အသက်ပြောက်ခါ9စာဖြစ်ခဲ့ကြရလေသည်မစိန်ညုံလေးသည်6 နာရီကြာများမျောပါလျက်ခြေထောက်ကိုစုံတစ်ယောက်ကဆွဲလိုက်တဲ့ကဲ့သို့ထိတွေ့ခံစားလိုက်ရသည်ပင်လယ်မျောနေသောအရှိန်နဲ့ရပ်သွားသည်သတိပြုမိသည့်အခါတဲနုံများကိုခြေထောက်နှင့်ထိနေကြောင်းသတိပြုမိ၏မျက်စိကိုဖွင့်ကြည့်၍ကြည့်လိုက်သောအခါဂရေများဆင်းလိုက်တက်လိုက်ဖြစ်နေသောတဲတောင်ပြင်ကြီးကိုရောက်နေကြောင်းသိရှိလာတော့သည်အတိုင်းမသိဝမ်းသာသွားပြီးရုတ်တရက်ထိုင်ဆန်းရင်တဲတောင်ပြင်ပေါ်မှာတဖြည်းဖြည်းတက်လာနိုင်ခဲ့တော့သည်ရင်မကူးတတ်ပါပဲလေရေထဲသို့မမြင့်မြုပ်သွားပဲအချိန်ကြာကြီးနေနိုင်သည်မှာရေနာသုံးပါးရဲ့ကျေးဇူးပါကလားထို့သောသဘောပေါက်ပြီးသွားပြီးနောက်ဗုဒ္ဓံတရဏံကိစ္ဆာမိဟုဆိုကဖះကိုထိုင်၍ကြောလိုက်သေးသည်ရေနစ်သူတောင်းပြင်တွေ့ရတဲ့ကဲ့သို့ရေနာသုံးပါးသည်ထောက်တီရောင်မိခိုအားကိုးရာပါတကားဟုသိရှိသွားပြီးပို့၍ဝမ်းမြောက်သွားလေတော့သည်မှောင်နှင့်မင်းမဲတက်တောင်မြင်လေးတကူတိုက်နေသည်ခြုံထွေးစရာအဝတ်ထည်လည်းမရှိအရှိအနောက်လည်းမသိကြောက်ရမှန်းလည်းမသိတော့ပဲဗုဒ္ဓံတရဏံကိစ္ဆာမိနှင့်မနဲ့မိုးလင်းလာခဲ့တော့သည်မကြမီမိုးစင်စင်လင်းကအောင်လှပြင်ရွာတငါတဲ့တူးနှင့်တွေ့၍အိမ်သို့အရောက်ပို့ပေးခဲ့တော့သည်ဒီအကြောင်းအရာတွေကတော့ရေနာသုံးပါးကျေးဇူးကိုအာယုံပြုပြီးတော့ရွတ်ဆိုခဲ့တဲ့အကြောင်းအရာလေးဖြစ်ပါတယ်လူဟာရေနာသုံးပါးကျေးဇူးကိုသိပြီးရွတ်ဆိုခဲ့တဲ့အကြောင်းမို့လို့ခေါင်းစဉ်လေးကတော့ပင်လယ်တွင်းမှာတရဏဂုံရှင်ဆိုတဲ့ခေါင်းစဉ်လေးအကြောင်းကိုဖတ်ပြပေးရခြင်းဖြစ်ပါတယ်ခုလိုနားဆင်မိကြတဲ့အတွက်အားလုံးပဲကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုတွေမှာလည်းပြန်လည်တွေ့ဆုံကြပါမယ်ခင်ဗျာကျေးဇူးတင်ပါတယ်